ကြောင်းမဲ့တဲ့မြစ်တာရေမှာမျက်နှာလိုက်တယ်ဆိုတာမရှိဘူးလူကောင်းကိုပဲဖြစ်ဖြစ်လူဆိုးကိုပဲဖြစ်ဖြစ်တူညီစွာပဲအေးစေတယ်ဒါရေရဲ့သဘာဝပေါ့နော်တူညီစွာပဲအညစ်အကြေးကိုတန့်ရှင်းစေတယ်စင်ကြယ်စေတယ်ကိုကောင်းစေခြင်းတဲ့သူကိုမကောင်းစေခြင်းတဲ့သူလောကကြီးမှာလူကတော့အမျိုးမျိုးရှိနေတယ်ကိုယ့်အပေါ်မှာကောင်းစေခြင်းတဲ့သူတွေရှိတယ်လို့မကောင်းစေခြင်းတဲ့သူတွေလည်းရှိတာပဲဒါကဘလို့မှတားလို့ရတဲ့ကိစ္စမဟုတ်ဘူးနော်ဒါကလည်းပဲကိုချင်းစာကြည့်ပေါ့လေကိုလည်းပဲသူတို့ကြိုးစည်းဝါးကိုလိုလားတဲ့ပုံကိုယ်တွေရှိတယ်လို့သူတို့ရဲ့ကြိုးစည်းဝါးကိုကိုလည်းမလိုလားဘူးဆိုတာလည်းရှိတာပဲလူတိုင်းအပေါ်မှာကိုလည်းပဲအကျိုးစီးပွားလိုလားပြီးတော့နေရတော့မဟုတ်ဘူးကိုလည်းပဲသူတို့ရဲ့အကျိုးစီးပွားကိုမလိုလားဘူးဆိုတာရံဖန်ရံကရှိတဲ့တာပဲဒါကြောင့်တရားကိုတရားအကျိုးစီးပွားလိုလားတယ်အကျိုးစီးပွားမလိုလားဘူးဆိုတာကတော့ရှိနေကြမှာပါပဲဒါကိုကတည်းကပြပြနဲ့နားလည်ပြီးဆိုကိုယ့်အပေါ်မှာကောင်းတဲ့စိတ်တွေထားထားမကောင်းတဲ့စိတ်တွေပဲထားထားဒါသူတို့ရဲ့အပိုင်းကဏ္ဍဒါသူတို့ရဲ့အနေအထားကိုကမေတ္တာထားရမှာကဒါတော့ဆိုတော့ကိုယ့်ရဲ့အပိုင်းဒါကိုနားလည်ထားဖို့လိုတာပေါ့ရေရဲ့သဘာဝနဲ့မေတ္တာရဲ့သဘာဝကိုတတ်တူထမျှထားပြီးတော့ဥပမာပေးတာတူညီစွာပဲအေးချမ်းသလိုတူညီစွာပဲတန်ရှင်းစင်ကြယ်စေသလိုကိုယ့်ရဲ့မေတ္တာတရားကိုလည်းပဲရန်သူပေါ်မှာပဲဖြစ်ဖြစ်မိတ်ဆွေပေါ်မှာပဲဖြစ်ဖြစ်မုန်းတီးရဲ့သူတွေရဲ့ပေါ်မှာပဲဖြစ်ဖြစ်ချစ်ခင်နှစ်သက်တဲ့သူတွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်တူညီစွာထားနိုင်ဖို့အတွက်ကြိုးစားကြရမယ်မွေးရသားသူအားခရစ်တစ်ပေးပါတယ်ဗျ